အခုကျွန်တော် sharing လုပ်ပေးရှင်တဲ့အကြောင်းအရာကတော့လူပေါင်းလူလောကထဲမှာရှိတဲ့တွန်းအားမှုအကြောင်းအရာဆင်ရှက်ပဲဖြစ်ပါတယ်ကိုဟာဒီအကြောင်းအရာထဲမှာပါနေတဲ့သူဆိုရင်တော့ကိုမှဘာရင်ကြက်မှုမှမရှိသေးတယ်လို့ကိုဟာတွန်းအားတဲ့သူဆိုရင်လည်းမမှားတော့ပါဘူးနံပါတ်1လူတကာကိုအားနာတဲ့စိတ်နဲ့ကိုယ့်ရဲ့ပိတ်ဆံတွေကိုရှိတတ်တာနံပါတ်2အောက်သစ္စာအတွေ့တွေနဲ့ညာနဲ့တဲ့အထိအိမ်မပြောပဲထက်အခါခါအမြင့်တစေလုံနေတတ်တာနံပါတ်3မျက်နှာပန်းလှဖို့ကြွဝဖို့အတွက်ကိုယ့်ရဲ့ကြည့်ငွေတွေကိုအလွန်ကျွံသုံးဆွဲတာနံပါတ်4ကိုယ့်ရဲ့မိသားစုအပေါ်မှာမကြာခဏအမျက်တို့သာထွက်တတ်တာနံပါတ်5အဆူအဆက်လုပ်ငန်းတွေကိုမျက်စိမှိတ်ပြီးယုံပြီးတော့လှုပ်တတ်တာနံပါတ်6အကျိုးမရှိတဲ့လူမှုဆက်ဆံရေးနေပေတွေမှာညင်ခုန်ရင်းနဲ့အရှင်ဖြုံးတတ်တာနံပါတ်9ကိုယ့်ရဲ့ကြမ်းမာရေးကိုမတိကျကျွံပြူပြီးလက်လက်ရှုကနေတတ်တာနံပါတ်10ကိုယ့်ကိုနာကျင်နိုင်နာစေအောင်အမြင့်တစေလှုပ်တတ်တဲ့သူကိုခွင်းလက်တတ်တာနံပါတ်9မိမ့်ကိုတိုးတက်ဖို့အတွက်ဘယ်လိုလုပ်ရမှန်းမသိတာနံပါတ်10အခြားသူအပေါ်မှာအလွန်အမင်းမိန်ခေါ်တတ်တာတွေပါပဲဒီအရာစေကူးထဲမှာကိုကပါနေတဲ့သူဆိုရင်တော့ရုံထွက်ပါမယ်ဆိုရင်အားလုံးကျေးဇူးတင်ပါတယ်